မြတ်စွာဘုရားလက်ထက်ကနန္ဒကမထေရဆိုတာရှိတယ်အဲ့ဒီနန္ဒကမထေရကတနေ့တော့ဘိက္ခုနီများကိုတရားဟောနေတာအဲ့ဒါမြတ်စွာဘုရားကရှင်နန္ဒကတရားဟောနေတဲ့နေရာနဲ့မလှမ်းမကမ်းကနေပြီးတော့ရက်တော်မူပြီးတော့မြတ်စွာဘုရားကရှင်နန္ဒကဟောတဲ့တရားကိုနားဆိုင်ပြီးတော့နားတယ်တဲ့အဲ့ဒါကိုရှင်နန္ဒကကသိတော့မြတ်စွာဘုရားပြောမှတို့သိရတာဒီတရားတွေအလုံးဟာမြတ်စွာဘုရားပိုင်တဲ့တရားမြတ်စွာဘုရားသိပြီးသားတရားတွေကြီးပဲဒါကိုမြတ်စွာဘုရားကနာယူတော်မူတယ်ဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်တော်တော်စဉ်းစားစရာကောင်းတဲ့အချက်ပေါ့နော်တရားကြီးများအဲ့ဒါညာဥယျာဉ်လွန်တော့ရှင်အနန္ဒကကဦးဇင်းတို့အရက်ပြောလေးပြောရမယ်ဆိုရင်အာနာတဲ့သဘောပေါ့တရားကိုရက်မယ်လို့ကြိုးစားတော့မြတ်စွာဘုရားကจิตตานန္ဒကတရားကိုမရက်ပါနဲ့ဆက်ပြီးတော့ဟောပါလို့အဲ့ဒါလိုအမိန့်ရှိတယ်အဲ့ဒါရှင်နန္ဒကတရားကိုဆက်ပြီးတော့ဟောတယ်တန်းကောင်ရန်ရောက်တော့ရှင်နန္ဒကကတရားကိုရက်မယ်လို့ကြိုးစားပြန်တယ်အဲ့ဒါမြတ်စွာဘုရားကနန္ဒကတရားကိုမရက်ပါနဲ့ဆက်ပြီးတော့ဟောပါလို့ဒီအဖြစ်အပျက်လေးကိုဦးဇင်းတို့ကြားဖို့တော့တရားဆိုတာဘုရားလောက်သိတဲ့ပုဂ္ဂိုလ်ရှိပါမလားဗျာအဲ့ဒါလောက်တရားကိုသိတော်မူတဲ့တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားတည်ပင်လျင်သူတည်ပြီးသားတရားတွေကိုထပ်ပြီးတော့နာတယ်ဆိုတော့တရားဆိုတာရိုးတဲ့သဘောမရှိဘူးရိုးသွားတယ်လို့မရှိဘူးတချို့အင်မတန်ကောင်းတဲ့တရားတွေဆိုလို့ရှိရင်နေတိုင်းတောင်နာယူတဲ့တယ်ဒီတရားကြီးကိုထပ်ပြီးတော့နာယူတဲ့တယ်ဟုတ်လားဒါကြောင့်အဲ့ဒီအဖြစ်အပျက်လေးကိုနှလုံးသွင်းပြီးတော့ဒီတရားတစ်ပုဒ်တည်းကိုပဲအခုတစ်ခါနာတာနဲ့နောက်တစ်ခါနာတာနဲ့သိမြင်ပုံချင်းမတူနိုင်ဘူး။ဘာကြောင့်လဲဆိုတော့မိမိရဲ့စိတ်ကနားလေပုံချင်းမိမိရဲ့အတွင်းတဏ္ဍာမှာရှိတဲ့တတ္တပညာတို့ရဲ့အနုအရှင်းကွာသွားတဲ့အခြေအနေကလည်းရှိနိုင်သေးတာကိုဗျ။ဒါကြောင့်ဒီတရားကိုပဲအခုတစ်ခါနာတာနဲ့နောက်တစ်ခါနာတာခံစားချက်ချင်းသိမြင်ပုံချင်းတူနိုင်မှာမလားမတူနိုင်ဘူးဒါကြောင့်နာဘူးပြီးသားပုဂ္ဂိုလ်တွေကလည်းပဲမြတ်စွာဘုရားရဲ့တရားတော်ကိုတန်ဖိုးထားပြီးတော့အတိတို့အမြင်တို့တွေရဖို့ဆိုတဲ့စိတ်နဲ့နာယူကြည်ညိုကြရမယ်